ငိုရတဲ့အချိန်တိုင်းမှာဒီဒေသနာလေးကိုအမှတ်ရရင်မျက်ရည်တိတ်နိုင်ကောင်းတယ်လို့ဘုံဘုံကတွေးမိတာတရားလေးကိုဖတ်ရင်းနဲ့မျက်ရည်ကျပြီဆိုငိုမနေပါနဲ့အားရသေးဘူးလားတတန်တရားလုံးငိုလာတာဘုရားသမုဒ္ဒရာလေးစင်းမှာရှိတယ်ရေထက်တောင်များတယ်လို့ပြောတာဒီတစ်စက်နဲ့တော့တိုးပြီးတော့များတော့ပါဘူးဟုတ်လားငိုမနေပါနဲ့လို့ကိုဘာလို့ဖို့လို့တော့နှစ်သိမ့်ဖို့လိုမယ်ပေါ့နော်ဟုတ်လားဒီမှာမြတ်စွာဘုရားအဲ့ဒါလိုလေးသမုဒ္ဒရာလေးစင်းမှာရှိတဲ့ရေကနေတယ်ဒုက္ခနဲ့တွေ့လို့ငိုရတဲ့မြေတွေကများတယ်လို့ပြောပြီးတဲ့နောက်မှာနောက်ဆုံးပါတာလေးပါပြောတော့အဲ့ဒါလေးကအဓိကအချက်ကလေးပါနော်ကိဉ္ကရဏအမတုံပမစ္စတိဒီသဘာဝတွေဒီလိုဖြစ်ခဲ့တာတိပါလက်ကနဲ့ကိဉ္ကရဏဘယ်အကြောင်းကြောင့်အမတုံသင်သည်ပမစ္စတိမေ့လျော့၍နေပြီးတဲ့နေတဲ့ဒါဒီအကြောင်းအရာတွေဘာလို့မေ့နေတာလဲအဲ့ဒါကိုဘုံဘုံကဖတ်ရင်းနဲ့စိတ်ထဲမှာတမျိုးလေးသဘောပေါက်သွားတယ်ဟုတ်တာပဲလို့ဒါတွေကိုမေ့နေလို့ဒါအခုကိစ္စတွေကိုအကြီးကြီးထင်ပြီးတော့ငိုးနေတာငကိုယ်တော့ကငိုခဲ့ရတဲ့ကိစ္စတွေငိုခဲ့တဲ့အနေအထားတွေကိုပြန်ပြီးတော့မြန်အမှတ်ရမယ်ဆိုရင်ဒီကိစ္စကဒီလောက်ငိုစရာကောင်းမှာမဟုတ်ဘူးကျွန်တော်မေ့ခဲ့ကြတာနော်ငိုတော့တကယ်ငိုခဲ့ကြတာပဲနော်အရင်ဘဝကလည်းငိုခဲ့တယ်အရင်ဘဝကလည်းငိုခဲ့တယ်တကယ်ကိုအကြီးအကျယ်မြည်ကြီးမှလူလှိမ့်ပြီးတော့ငိုခဲ့တယ်ငိုရင်းနဲ့သေခဲ့တဲ့ဘဝတောင်ရှိတော့နိုင်မှာမဟုတ်အဲ့ဒါလေးကျွတ်တို့ဘာဖြစ်ပြလိုက်တာတော့မေ့ပလိုက်တာပရိသေတွေနေတဲ့ကိစ္စအလွန်ဆင်းရဲတာသေတဲ့ကိစ္စကလည်းအလွန်ဆင်းရဲတာဆိုတဲ့အတွက်ကြောင့်ဘုန်းတို့ဘဝချသွားပြီဆိုတာနဲ့အရင်ဘဝကဘာတော့အမေကြီးမေ့ပြလိုက်တာပြန်စဉ်းစားလည်းမပေါ်တော့တကယ်လို့သာအရင်ဘဝငိုခဲ့တာတွေကိုမြန်ဘုန်းတို့ပြန်ပြီးတော့သိနိုင်မယ်မြင်နိုင်မယ်အမှတ်ရနိုင်မယ်ဆိုလို့ရှိရင်အများကြီးတန်ဝေကရနိုင်စရာအကြောင်းမရှိဘူးလားရှိတယ်အဲ့ဒါကိုစဉ်းစားရင်းနဲ့တစ်ဆက်